One Championship ကိုရောက်ရှိပြီးပထမဦးဆုံးနိုင်ပွဲကိုမြန်မာပြည်သက်တွေကြိုက်ထိုးပြသွားခဲ့တဲ့မြန်မာကရန်တိုင်းရင်းသူလေး Veronica အားလုံးပဲမင်္ဂလာပါခင်ဗျာ Top 5 MMA ကနေအားကစားသတင်းတွေတင်ဆက်ပေးနေပါတယ်မြန်မာကရန်တိုင်းရင်းသူလေး Veronica ကတော့ One Championship မှာပထမဦးဆုံးနိုင်ပွဲကိုရယူပြသွားနိုင်ခဲ့ပါပြီ။ Veronica အနေနဲ့ One Championship ပထမဦးဆုံးထိုးသက်တဲ့ဘီရာနဲ့ပွဲစဉ်တုန်းကအမားတွေကိုပြင်ဆင်ပြီးဒီပွဲမှာအကောင်းဆုံးပွဲထွက်လာခဲ့တာတွေ့ရပါတယ်။ Veronica အနေနဲ့ပွဲစကလေးကနေပြိုင်မဲ့ Junior Fedek ကိုတွဲလုံးတွေနဲ့ကြီးတရက်ဆက်ဖိဝင်ကစားခဲ့တာပါ။ Junior Fedek က Veronica နဲ့ပွဲမတိုင်ခင် One Friday Fight ပွဲတွေမှာ9ပွဲဆက်တိုက်အနိုင်ယူထားတဲ့ Fighter 2လည်းဖြစ်ပါတယ်။နိုင်ငံပေါင်းစုံကအရွယ်ဆုံးဂိုက်ဆုံဖိုက်တာတွေကိုအနိုင်ယူပြထားတဲ့ Junior Fedek အနေနဲ့ Veronica နဲ့တွေ့မှာတော့အယုတ်ချိုးပြက်ဖြစ်သွားခဲ့ရတာပါ။ဘာမှကိုလှုပ်ပြသွားနိုင်ခဲ့ခြင်းမျိုးမရှိပါဘူး။အဲဒီလိုဖြစ်အောင်လဲ Veronica ကလှုပ်ပြသွားခဲ့တာပါ။ဒါကြောင့် Veronica ရဲ့အရေးချင်းကိုတော့အခုကစားပြီး short တွက်လို့တော့မရတော့ပါဘူး။ Veronica အနေနဲ့အခုလိုအခြေအနေမျိုးကိုလှုပ်ပြနိုင်တာကသူ့ရဲ့စူးစမ်းမှုတွေကြောင့်ပါပဲ။နောက်ပြီး Veronica အနေနဲ့ One Championship ပွဲဥထွက်မှာရှုံးနေခဲ့တဲ့အတွက်တော်တော်လေးရှက်မိပြီးတေချာလေးကိုပြင်ဆင်လာတာကိုတွေ့ရပါတယ်။ဒီပွဲစဉ်မှာ Veronica လှုပ်ပြသွားတာကအားရစရာကောင်းတာထက်ကိုပိုပါတယ်။ Junior Fedek ကိုထိတဲ့ထိချက်တွေဆိုတာမရေတွက်နိုင်အောင်ပါပဲ။နှစ်ချီအတွင်း knockdown 3 ချိန်ထိကြာခဲ့ပြီးမျက်နှာတစ်ခုလုံးကွဲပြဲသွားတဲ့အထိကိုအထိနာခဲ့ရတာပါ။ Veronica အတွက်ကတော့တကယ်ကိုမှချိုမင်လုံးနဲ့နိုင်မွဲတပွဲပါပဲ။ One Championship ပွဲဥထွက်မှာ Veronica ရှုံးခဲ့တဲ့ပေါ်ဖြစ်မရှိဘူးဆိုပြီးဝေဖန်ကြသူတွေရဲ့ပါဇက်တွေကိုလည်း Veronica ကအနိုင်ရလက်တစ်ခုတည်းနဲ့တင်ပိတ်ပစ်လိုက်ပါပြီ။ Junior Fedek ကတော့ကွင်းထဲကိုဝင်လာတဲ့ချိန်မျက်မှန်ကြီးတက်ပြီးတကယ်ကိုမှဖျက်မဲ့ Fighter ပုံစံမျိုးပါပဲ။ဒါပေမဲ့စင်ဆောင်ခြင်းနေတဲ့စိတ်ကို Veronica ကတော့စိတ်သာဖြစ်ကြောင်းဖော်ထုတ်ပြသလိုက်ပါတယ်။ဒါကြောင့်လဲ Veronica ကချက်ထွီကိုယ်တိုင်ချင်းမြင့်တဲ့ဘက်3သိန်းခွဲကိုလည်းဘောနဲ့အနေနဲ့ထပ်ဆောင်ရရှိသွားခဲ့ပါတယ်။နောက်ပြီး Veronica ရဲ့ထိုးချက်တွေကတကယ်ကိုအစင်တန်းမြင့်လွန်ပါတယ်။ထောက်လက်သီးပင့်လက်သီးတွေနဲ့တွဲလုံးတွေကိုစုံစီနေအောင်သုံးသွားခဲ့တာတွေ့ရပြီးသူပါလဲဆိုတာလက်သီးတစ်ချက်ချင်းစီတိုင်းမှာပြသသွားခဲ့တာပါ။ကြီးစုခွင့်ရတဲ့မြန်မာပြည်သက်တွေဖို့တော့ဒီပွဲစဉ်ကတကယ်ကိုအားရစရာလဲကောင်းပါလေ။နောက်ပြီး One Championship ဘက်ကလည်းဒီဖိုက်တာကို Veronica ကြိုက်ပွဲတည်ပေးထားတာဖြစ်တဲ့အတွက် Veronica ကလည်းတက်တက်ရဲရဲနဲ့စင်တန်းမြင့်မြင့်အနိုင်ယူပြလိုက်တာပါ။ One Championship မှာ9ပွဲဆက်ရှုံးပွဲမရှိသေးတဲ့ Fighter ရှင်းပြောရရင် One Championship ကိုရောက်ခဲ့ကနေ Veronica နဲ့မတွေ့ခင်ထိမရှုံးသေးတဲ့ Fighter 2ကို Veronica ကသူနဲ့တွေ့ပြီးမှတောင်စင်ရင်မရဖြစ်အောင်လှုပ်ပြလိုက်တာကြီးကအံ့ဩနှင်သက်ဖို့ကောင်းပါလေ။ဒါကြောင့်မြန်မာပြည်ရဲ့တချို့ Fighter တွေနဲ့ပတ်သက်လာရင်ပြည်သက်တွေအနေနဲ့ဝေဖန်မစောဖို့လိုအပ်ပါတယ်။တချို့ Fighter တွေကိုဝေဖန်မယ်ဆိုရင်သူတို့ရဲ့နောက်ကျောင်းတွေကိုအရင်ဦးစွာလေးလာဖို့လိုအပ်ပါတယ်။တချို့သော Fighter တွေကရှေ့တလန်းတိုးဖို့နောက်တလန်းဆုပ်ပြီးအာရုံနေတာမျိုးတွေရှိပါတယ်။ဒါကတော့ Veronica လို Fighter မျိုးပါပဲ။ပွဲဥထွက်ရှုံးခဲ့တာကြောင့်ဒီပွဲကိုပါရှုံးမယ်ဆိုပြီးထင်ခဲ့ကြသူတွေကတော့အခုလက်ရှိစွန့်အားသွားခဲ့ကြပါပြီ။ပွဲပြီးမှလည်း Veronica ကဥဒချက်တွေကိုကျေးဇူးတင်ကြောင်းနဲ့သူ့ကိုယုံကြည်ပေးဖို့ပြောကြားခဲ့ပါတယ်။ဒါအပြင် One Championship မှာသူတနေ့ချန်ပီယံကပတ်ပိုင်ဆိုင်ခွင့်ရရမယ်ဆိုပြီးပါပြောကြားသွားခဲ့တာပါ။ဒီစကားတွေဟာတန်ရုံစကားတွေမဟုတ်တာကြောင့်ပြည်သက်တွေအနေနဲ့တေချာလေးယုံကြည်ပေးဖို့တော့လိုအပ်ပါတယ်။လက်ရှိမှာတော့ကစားသမားပြင်မြန်မာပြည်သက်တွေကပါ Veronica ရဲ့နိုင်ပွဲပေါ်အားရဂုဏ်ယူနေကြပါတယ်။ဒါကြောင့်နောက်လာမယ့်ပွဲစဉ်တွေမှာလည်း Veronica အနေနဲ့ဒီထက်ပိုမိုကောင်းမွန်တဲ့စွမ်းဆောင်ရည်နဲ့နိုင်ပွဲတွေဆက်လက်ရရှိပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ကြည့်ရှုနားဆင်ကြတဲ့အတွက်အားလုံးပဲကျမ်းမာချမ်းသာကြပါစေခင်ဗျာ။